ရခိုင်အမျိုးသားအဖွဲ့ချုပ်ရခိုင်တပ်တော် ULAA နဲ့ချင်းပြည်သူအစည်းအရုံးချင်းပြည်သူတပ်မတော်တို့အကြားကဏ္ဍစုံမှာပူးပေါင်းဆောင်ရွက်သွားဖို့သဘောတူလိုက်တယ်လို့သိရပါတယ်။ AA နဲ့ချင်းပွဲတို့ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကရခိုင်ပြည်နယ်အတွင်းမှာတွေ့ဆုံခဲ့ကြပြီးအဲ့ဒီတွေ့ဆုံပွဲမှာ AA နဲ့ချင်းအဖွဲ့တွေအကြားစီရေးစီးပွားရေးကုန်သွယ်ရေးတွေအပါအဝင်ကဏ္ဍစုံမှာပူးပေါင်းဆောင်ရွက်သွားဖို့သဘောတူခဲ့ကြတယ်လို့သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲဖြစ်ပေါ်လာဖို့အတွက် ULAA ကဖိတ်ကြားခဲ့တာဖြစ်ပြီးတွေ့ဆုံပွဲဟာနှစ်ပတ်ခန့်ကြာမြင့်ခဲ့တယ်လို့လည်းသိရပါတယ်။ဒါ့အပြင် AA နဲ့ချင်းအဖွဲ့တို့အင်ဂျင်ချင်းကောင်းပြီးသားစွာအပြန်အလှန်အကျိုးပြုဖို့နဲ့ရှေ့ဆက်မဲ့လုပ်ငန်းစဉ်တွေကိုပါစမှတ်နိုင်ခဲ့တယ်လို့လည်းချင်းပြည်သူတပ်မတော်ကပြီးခဲ့တဲ့ဧပြီလ20ရက်နေ့ကထုတ်ပြန်ထားပါတယ်။ရခိုင်အမျိုးသားအဖွဲ့ချုပ်ဟာဆိုရင်ချင်းပြည်သူအစည်းအရုံးရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကိုနှွေးထွေးလိုက်လဲစွာကြိုးစုအခန့်ခဲ့ပြီးရခိုင်တပ်တော်တိတအတွန်းမှာရှိတဲ့အထင်ကရနေရာတွေကိုလည်းလိုက်လံပြသပို့ဆောင်ပေးခဲ့ပါတယ်။နပတ်ခန့်ကြာမြင့်ခဲ့တဲ့အဲ့ဒီခီးစဉ်ဟာချင်းပြည်သူအစည်းအရုံးချင်းပြည်သူတပ်မတော်အတွက်လိလာတင်ယူစရာတွေနဲ့အလွန်တရာအကျိုးရှိတဲ့ခီးစဉ်ဖြစ်ခဲ့ပြီးချင်းပြည်သူအစည်းအရုံးအနေနဲ့ရခိုင်အမျိုးသားအဖွဲ့ချုပ်ကိုလိုက်လဲလဲကြီးစုတင်ရှိတယ်လို့လည်းဆိုပါတယ်။အေဟာနေဦးတော်လိုင်းရေးနဲ့အတူပေါ်ပေါက်လာတဲ့ချင်းညီနောင်အဖွဲ့တွေကိုထောက်ပံ့မှုတွေပေးခဲ့တယ်လို့လက်ရှိမှာတော့အုပ်ချုပ်ရေးစစ်ရေးနိုင်ငံရေးကိစ္စတွေမှာပါပူးပေါင်းဆောင်ရွက်သွားတော့မှာပဲဖြစ်ပါတယ်။ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ဟာနေနမိတ်ချင်းထိစပ်နေတဲ့ဒေသတွေဖြစ်ပြီးချင်းပြည်နယ်ထဲမှာပါတဲ့ပလောဝဒေသကို AA ကသိမ်းပိုက်ထားတယ်လို့ရခိုင်ပြည်နယ်အတွင်းအိန္ဒိယကုန်စည်ဝင်ထွက်သွားလာရေးအတွက်ချင်းပြည်နယ်ကအရေးပါတယ်လို့လည်းလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။လက်ရှိ AA နဲ့ပူးပေါင်းဆောင်ရွက်လိုက်တဲ့ချင်းပြည်သူအစည်းအရုံးဟာချင်းညီနောင်အဖွဲ့ကိုတပ်မတော်တရက်အဖြစ်ဖော်ဆောင်ဖို့ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မတူပီကံပလက်ပလောဝနယ်တွေကချင်းညီနောင်အဖွဲ့ဝင်လက်နက်ကိုင်လေးဖွဲ့နဲ့ပထမအဆင့်ခြေလှမ်းအနေဖြင့်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းပဲဖြစ်ပါတယ်။